Project စီမံချက်အရဒကာကြီးဦးရကပူဆောင်ပြီးတော့လာစဉ်ဆုံးပရိသတ်ပြီးယူ၍
ဒါနပြုပြင်လို့စိုက်ထူပြီးတော့ဒါနပြုပြင်တော့အကွက်ကနေပြီးကိုမင်းမင်းမမိုးရွှေချီထိုးမိသားစုကလောတော်ငွေ1000ကျပ်ဆရာကျော်မတ္တန္တာမြစ်မိသားစုတို့ကလောတော်ငွေ1000ကျပ်ကိုနီကိုမန်နီလာဝင်းမိသားစုတို့ကလောတော်ငွေ1000ကျပ်မြတ်ဒါနာအဖြစ်နဲ့သံပရိသပင်များကိုစိုက်ထုတ်ပူဇော်ပြီးတော့ဝါစုသင်္ကန်းနဲ့တကွသံပရိသပင်တို့သွမ်းလူတော်တို့ကိုပြုလုပ်လူတဲ့အခါ၌ဒကာကြီးဦးရောင်မီတို့ဥဆောင်ပြီးတော့ဒါနပြုပြင်တော့ project ကနေပြီးတော့ဒီအာလောကယုသာသနာတိုင်းရင်းသားမိဘမဲ့ပရိသတ်ကလေးတွေကိုလာရောက်ပြီးတော့ကိုယ်တိုင်ကိုကြတာကြီးကဒါနအားလုံးတို့ဤပူဇာဒကာကြီးကဥဆောင်ပြီးတော့လာရောက်လူတိုင်းဖြစ်တယ်အဲဒီလူဘက်မှာမိမိတို့လူတိုင်းများမဲ့လူဒါနကိုဧကတယကတအန္တရခတ်သိမ့်တို့ဤကင်းငြိမ်းရာအမှန်ဉာဏ်နိဗ္ဗာန်ကိုအာရုံပြုပြီးတော့ပြကြရအောင်ဆိုတော့ဒီကြောင့်ဒီစချမယ်ဘာလို့ဒီငါကဘာလို့ချက်ကိုဒီဘုရားအလုံးလည်းအာရုံပြုပြီးတော့အဲဒီစီမှာပေါင်းပြီးတော့လည်းအာရုံပြုပြီးတော့ဒီလိုရေးတဲ့ပုံစံများပြီးတော့အလုံးလည်းဆိုမယံဗန္တိသန္တာရဝတ္တဒုက္ခတောဝဇနထာယဣမံဝတ္တဝါတိကစီဝရံပရိခာရိဏအပရိခာရိဏသံဃတဒေမာနိဗ္ဗာနတပစ္စယောဟောတုဣမံပုညဘာဂံပပတတနံဘာစီယာမဤသို့ပြုရညပုံညကြောင့်ချမ်းမြအေးကြီးမတိသည်ခြေကြီးထုတ်ချောက်နာမကောက်ခဲရောက်ရပါလိုထိုဘဝကျင်းလေရလေဒုက္ခဝေဒံယမံအပေါမကောင်းဟုသမျှတွေ့ရပဲမကောင်းဟုသမျှမကြုံရပဲသဗ္ဗအိဆာမင်္ဂလာကိုဝေဂာတထိုင်စီသောယနေ့ယခုပြုသမျှညပုံညကိုမိဘဆရာမျိုးသဟာနှင့်ကိုမာဆောက်ကြကိုသောနကရင်းစ၍ရှိသမျှအလုံးစုံ31ဖြစ်သမျှဝိနေယအားမြကုသိုလ်ဘေဝေလိုသည်ညာထွေတာဓုပေါ်စေတော်အာလုံးကြာကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုအားလုံးကြာသမျှကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုအားလုံးကြာသမျှ